ရဲ့ပတော်မှာထားမသွားဘူးတဲ့စကားတွေကိုယုံကြည်ခဲ့တယ်ခုတော့မင်းဝေတော့ထွက်ခွာတယ်ဒီကဘာမှာမင်းလောက်ပြောကောင်းလို့တကယ်လုံးဝမရှိတော့ဘူးဘွာလုံးကရည်ခဲ့တယ်ဒါပေမဲ့မင်းထွက်လို့သွားတာပဲဘွာလုံးရည်ရထားတဲ့ချစ်သူကငါနားမှမရှိစိတ်ကူးတွေလက်တွန့်ကြတဲ့ငါရဲ့ဘွာလည်းခါလာတီးသူမနဲ့ရှိခဲ့ဘူးတဲ့တိတ်ကမတ်တရားများလက်ခွဲသွားတဲ့နေကစားလို့မင်းရောငါ့ကိုတတိယဖြစ်ပါမလားဒီချိန်နဲ့ပြန်စင်စားရင်လည်းပါတက်ကမျက်ရည်ကျတယ်ငါတို့နှစ်ယောက်ကိုဝေးဖို့ကြောင်းခံမင်းရဲ့ပေါင်းတဲ့တက်သေးတွေများတယ်ဒီလိုနဲ့ရက်တီလာရချာငါတို့နှစ်ယောက်ပြစ်နိုင်တော့ပါကွာငါနေနဲ့မခွဲနိုင်ဘူးဆိုတဲ့စကားကမင်းညာခဲ့ရလားဘူးရတဲ့လမ်းတွေရှောင်းမင်းချောင်းတွေကရက်တီတောက်တယ်ငါဘယ်လိုလုပ်မင်းနိုင်မလဲတိုက်ဆိုင်မှုတွေကြောင့်တီးရလာတဲ့ခါငါတဲလဲတီးရှာကကွဲတာဘာကြောင့်မို့ဝေးရတာလဲဟာတဘွားလုံးရည်ရထားတဲ့ငါချစ်သူကတီးချကပါတယ်မှာခံနိုင်ရင်မရှိတော့ဘူးမင်းချောင်းတတိယလွမ်းနေမပြောက်အိမ်မက်တဲ့သူမနဲ့ကျွန်တော်ဟိုရင်ငါလိုလမ်းနေရှောက်ငါတို့တူချိခဲ့ဘူးတဲ့ဇလန်းလေးရခန်းနေပြောက်ဒီဘွားတော့ပေါင်းရဖို့အတွက်ကမ်းမပါလို့ဝေးပြီးဟျောက်ဝေးတော့မှငါရဲ့တန်ဖိုးများနေနေတော့မင်းနာတဲ့ခါပြမလာကနေတော့ကိုချစ်တော့ချစ်တယ်ဒါပေမဲ့ဘုံနေကိုရဲ့နာမမရှိချင်တော့ငါကိုရှိမှုတွေပြီးပြီးတော့တန်ဖိုးထားတယ်ဒါပေမဲ့ခုတော့နောက်တယောက်လက်ထင်မမင်းစိတ်ညစ်နေစိတ်ညစ်နေမလားမင်းကြောင့်မြဲတဲ့တွေးမိပါတယ်မပြီးရဲ့ထိုင်ရတဲ့ငါတော်ကူဒီစေးမရှိပါတဲ့ရင်သိကိုပြေးကြည့်တာနဲ့မျက်ရည်တွေဝဲမိပါတယ်ငါမေးဖို့ပေးဆက်ချစ်ခဲ့တာတော့ဘာလို့ငဲမကြည့်ရလဲကိုတော့တွေးထားခဲ့တာပဲတနေ့မှလက်ထရမယ်လို့လိုတွေးထားခဲ့မှလည်းအခုလိုဝေးသွားရမယ်လို့ကကြမ္မာကစီးမြချနေမဟုတ်ရင်မင်းနဲ့နီးဆက်ရမှာကိုမထူတော့ဘူးကိုရဲ့တဲကိုစိမ့်လိုက်ယူပြီးမီးရှို့ဖြစ်ပါပြိုကိုကတွေးလိုက်ရဲ့ဆုံးတီးပဲမင်းနဲ့ရှိကပါပြတ်ပြီးမီးရှို့ကြည့်လည်းမပူပါဘူးကိုရဲ့တဲကစားတဲ့ကလောင်ကျွမ်းပြီးရှင်တွေကဘာမှမလုပ်တတ်ဘူးဆိုရက်တော့ပြီးတော့ဆောင်းရစီခေါ်တတ်နေပြီးအိပ်ပျော်ရင်တော့မင်းနဲ့မဲလေးရောင်ရတနေ့ကုန်လုံးမရှိကမရှိတဲ့တကယ်ကိုမင်းအကြောင်းကိုတွေးထားမင်းအကြောင်းကိုတွေးနေပဲချင်းလေးတွေရေးသားချင်းလေးတွေရေးသားပြီးတော့တည်င်းလေးတွေပြေးကြရဲအကောင်ငါထက်အများကြီးသားရဲနောက်ပြီးတော့လည်းတထေးသားရဲဘုံမြင်တွေကိုရမ်းပြောကောင်းနေသူကိုရဲ့ပတော်မှာထားမသွားဘူးတဲ့စကားတွေကိုယုံကြည်ခဲ့တယ်ခုတော့မင်းဝေတော့ထွက်ခွာတယ်ဒီကဘာမှာမင်းလောက်ပြောကောင်းသူတကယ်လုံးဝမရှိတော့ဘူးဘွာလုံးကရည်ခဲ့တယ်ဒါပေမဲ့မင်းထွက်လို့သွားတာပဲ